သမီးဦးလေးမွေးဖွားမယ်သူ့ကိုမြန်နန်းနွယ်လို့အမည်ပေးပါနောက်တစ်ချိန်မှာတာသနာပြုမဲ့သမီးကောင်းယတနာလေးဖြစ်တာကြောင့်ဂယုစိုက်ကြပါလို့အိမ်မက်ပေးခဲ့ပါတယ်မိခင်ဖြစ်သူဒေါ်နန်းခန့်ဟာကိုဝန်ဆောင်နေစဉ်ချိန်မှာလဲခြေလေးချောင်းသားစားကျင်စိမ့်မရှိပဲဟင်းသီးဟင်းရွက်တစ်သီးဝလံများကိုသာစားသုံးလေးရှိပါတယ်မြန်နန်းနွယ်လေးကိုမွေးဖွားပြီးချိန်မှာတော့ကြောက်တွင်းအောင်ကစီးပွားရေးတွေလည်းတိုးတက်လာခဲ့ပါတယ်မြန်နန်းနွယ်လေးနှစ်နှစ်သမီးရွယ်တွေကတခြားကလေးတွေနဲ့အရောတဝင်ဆော့ကစားလေးမရှိပဲတူးတဲ့သာတည်ငြိမ်စွာနေလေးရှိပါတယ်ခြေလေးချောင်းသားစားလေးမရှိပဲနွားနို့ကိုသာနှစ်သက်စွာတောက်လေးရှိပါတယ်9နှစ်သမီးရွယ်တွေကဗရီးစိတ်လေးရှိတယ်လို့လည်းဆိုပါတယ်မိုးကုတ်မြို့မှာမူလတန်းပညာကိုစတင်သင်ကြားခဲ့ပြီးအလွန်ဉာဏ်ကောင်းတဲ့ကလေးတစ်ယောက်လည်းဖြစ်ခဲ့ပါတယ်မိုးကုတ်မြို့မှာပဲအထက်တန်းပညာကိုအောင်မြင်ပြီးမြောက်ချိန်မှာတော့တက္ကသိုလ်ပညာရပ်တွေဆက်လက်ပညာသင်စီးပူးနိုင်ရန်အတွက်အသက်15နှစ်အရွယ်မှာပဲအိန္ဒိယနိုင်ငံကိုတွားရောက်ခဲ့ပါတယ်1926ခုနှစ်မှာတော့အိန္ဒိယကဝိဇ္ဇာဘွဲကိုရရှိခဲ့ပါတယ်မြန်နန်းနယ်အသက်20မှာတော့မိုးကုတ်မြို့ကိုပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်လင်းလက်တောက်ပနေတဲ့မြက်ဝန်းတွေထူထဲနှက်မောင်နေတဲ့မြက်ခုံးတွေနဲ့ကြည်လင်တက်ဆင်နေတဲ့ရွှေဝါရောင်အသားရည်တွေပိုင်ဆိုင်ထားတဲ့မြန်နန်းနယ်ဟာအရက်9ပေ3လက်မခန့်ရှိပြီးမဟာဆန်ဆန်လှပသူတစ်ယောက်လည်းဖြစ်ပါတယ်မြစိမ်းအောင်ထက်အောက်စင်သူဝစ်စားကိုသာဝစ်စင်လေးရှိတာကြောင့်မြစိမ်းအောင်မင်းသမီးလေးလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်သူမဟာအသက်35နှစ်လောက်ရှိတဲ့အချိန်မှာတော့အသက်20ကျော်အရွယ်လို့ထင်ရလောက်အောင်နှုတ်ပြိုနေခဲ့တာပါမိုးကုတ်မြို့မှာရှိတဲ့တထေးတကြွယ်ဝင်ထောက်စတဲ့လူကုန်တန်အတိုင်းဝမ်ကအမျိုးသားတွေကမြန်နန်းနယ်ကိုနှစ်သက်သဘောကျကြပေမဲ့မြန်နန်းနယ်ကတော့အိမ်အောင်ရေးစိတ်ဝင်စားတာကြောင့်အပြိုကြီးဖြစ်တာနေသွားခဲ့တာပါတရက်မှာတော့မြန်နန်းနယ်ကိုအိမ်မက်ထဲမှာဝစ်ပြူစင်ကြယ်တဲ့ပုဂ္ဂိုလ်တဦးကသမီးလေးသာသနာပြုဖို့အချိန်တန်ပြီကြီးကြီးကျယ်ကျယ်လှူဒန်းနိုင်မှုအတွက်ရန်ကုန်ကိုအပြီးပြောင်းရွှေ့ပါလို့ပြောလာပါတယ်။ဒါကြောင့်ပဲမိဘတွေဖြစ်တဲ့ဦးချမ်းသာဒေါ်နန်းခန့်နဲ့အထိန်တော်နန်းစောဦးလေးဦးကန်တာတို့နဲ့အတူရန်ကုန်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။မြန်နန်းနယ်တို့မိသားစုဟာဗုဒ္ဓတော်ဖျားလမ်းမှာရှိတဲ့စာတိုင်းနဲ့ကက်လျက်အိမ်တိန်ကိုဝယ်ယူနေထိုင်ခဲ့ကြပါတယ်။၎င်းနေအိမ်ကနေညနေ4နာရီဆိုရင်ကိုပိုင်ရထလုံးနဲ့ဗိုလ်တထောင်ကြိုက်သေးအစံတော်ဦးစီတီကိုတွားရောက်ဖူးမြော်လေးရှိပါတယ်1943ခုနှစ်မှာတော့ဒုတိယကမ္ဘာစစ်ရဲ့ဘုံတံတွေကြောင့်ဇေဒီတော်ကြီးဟာမြေခပျက်စီးခဲ့ရပါတယ်ဒီအဖြစ်ပြက်ကြောင့်ပဲမြန်နန်းနယ်ဟာစိတ်မကောင်းခြင်းကြီးစွာဖြစ်ခဲ့ရပါတယ်ဖះကြီးပြန်လဲပြုပြင်မွမ်းမံဖို့ကိုလည်းစိတ်အားထက်သန်ခဲ့ကအများဆုံးမတီလူရန်မှုပြုနိုင်တော်သူဖြစ်ရပါလို့ဤဟုလည်းဆုတောင်းခဲ့ပါတယ်မြန်နန်းနယ်ဟာအနေနဲ့ရရက်ကဇေဒီပထိုးပေါင်းများစွာကိုလည်းပြုပြင်မွမ်းမံမှုတွေလူရန်မှုတွေပြုလုပ်ခဲ့ပါသေးတယ်1955ခုနှစ်ဇန်နဝါရီလ10ရက်နေ့မြန်မာတက္ကရာ1316ခုနှစ်ပြာတိုလပြည့်စနေနေ့နနက်4နာရီအချိန်မှာမြန်နန်းနယ်ဟာမိမိပိုင်ဆိုင်တဲ့ကြောင်းမြတ်ရတနာမျိုးစုံကိုငွေဖလားနဲ့ထည့်ပြီးရတနာစီချေထားတဲ့ရုပ်ပွားတော်နဲ့အတူဗုဒ္ဓထောင်ဇေဒီတော်မြတ်ကြီးဗတ်စုံမွမ်းမံမှုအတွက်လှူဒန်းခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာတော့ဗုဒ္ဓထောင်ဇေဒီတော်မြတ်ကြီးမှာမြန်နန်းနယ်ကိုမတွေ့ရတော့ပါဘူးသူမရဲ့နောက်ဆုံးလူရင်ဆန္ဒအဖြစ်ဗုဒ္ဓဂါယာကို28ရက်ကြာခရီးသွားခဲ့တာပါခရီးကပြန်ရောက်ချိန်ကစလို့ချောင်းနဲ့အဆက်မပြတ်ဆိုးခဲ့ပါတော့တယ်ချောင်းဆိုးလွန်းတာကြောင့်အိပ်ရေးတွေလည်းပြက်ခါစားသမျှလည်းဂရွင်းမတွေ့ပဲလိုအပ်တဲ့အာဟာရပဲမရရှိတဲ့အခြေအနေဖြစ်လာခဲ့ပါတယ်နောက်ပိုင်းဝေဒနာတွေဖိစီးလာတာကြောင့်သူမရဲ့နောက်